အိုင်ယာလန်လူမျိုးတွေကလည်းတစ်ခက်ပွဲတွေဇာပနာပွဲတွေအတွက်သူတို့ရဲ့မြေပေါ်မှာနင်းချင်လို့မြုပ်ချင်လို့ဆိုပြီးဝယ်ယူကြရာကနေကမ္ဘာပေါ်မှာအလကားရတဲ့ပစ္စည်းတွေကိုရောင်းချပြီးတတိဖြစ်လာသူများနံပါတ်1ကြောက်ခဲကိုအိမ်မေးသလိဆန်အဖြစ်ရောင်းခဲ့သူ1990ခုနှစ်တုန်းက Gary Dari ဆိုတဲ့လူတယောက်ဟာဘားတစ်ခုမှာတကယ်ချင်းနေနဲ့ထိုင်နေရင်သူတကယ်ချင်းတွေကသူတို့ရဲ့အိမ်မေးသလိဆန်တွေကိုကျွေးရပြူရအညစ်အကြေးတွေတိတ်နေရတာကိုပင်ပန်းကြောင်းညှိညူနေကြတာကိုသူကကြားခဲ့ပါတယ်ဒီလိုနဲ့ပဲသူက idea တစ်ခုရရှိလာခဲ့ပါတယ်idea လဲဆိုတော့ကြောက်ခဲတွေကိုအိမ်မေးသလိဆန်ဖြစ်ထားရှိမယ်လဲသူက idea ရရှိလာခဲ့ပါတယ်ဘာကြောင့်လဲဆိုရင်ကြောက်ခဲတွေကအစာလည်းမစားဘူးအော်လည်းမပေါ်ဘူးညစ်ကြေးတွေလည်းမစွန့်ဘူးလို့သူကဆိုပါတယ်ဒီလိုနဲ့ပဲ Gary တယောက်ဟာ Pax Rock ဆိုတဲ့နာမည်နဲ့ကြောက်ခဲတွေကိုစတင်ရောင်းချခဲ့ပါတယ်6လအတွင်းမှာပဲကြောက်ခဲပေါင်း9တန်းကျော်ထိရောင်းချနိုင်ခဲ့ပြီးညတွင်းချင်းမှာပဲဒေါ်လာတန်းကျော်တစ်ထိဖြစ်သွားခဲ့ပါတယ်တင်းတို့လည်းကို့မှာဘာ plot တက်မှရောင်းစရာမရှိဘူးဆိုပြီးစိတ်တက်ကြနေဆိုရင်ဒီလူကတတိယလိုက်ကြပါလို့ပြောချင်ပါတယ်နံပါတ်1လေကိုပလင်းတက်ထည့်ပြီးရောင်းခဲ့ကြသူများဒီကတော့အလကားရတာပဲလို့ကျွန်တော်ကထင်ကြပါတယ်ဒါပေမဲ့ကနေဒါက Mossland နဲ့ Dries Bucket တို့ကအဲ့လိုမျိုးထင်ကြပါဘူးသူတို့ကစစ်ပိတ်အိတ်လေးထဲကိုလေဖြည့်ပြီးတော့ eBay မှာရောင်းကြည့်ရာကနေပြီးတော့စတင်ခဲ့တာပါဒုတိယ H ကိုဒေါ်လာ160ကျော်လေလံအောင်သွားတဲ့အခါမှာတော့ဒါဟာကစားစရာမဟုတ်မှန်းသူတို့ကတီးသွားခဲ့ပါတယ်ဒီလိုနဲ့ပဲကနေဒါက Rocky Mountain တောင်တန်းပေါ်ကတန်ရှင်လက်ဆက်တဲ့လေတွေကိုပလင်းထဲထည့်ပြီးတရုတ်နိုင်ငံလိုလေထူးညံ့ညံ့တဲ့နေရာတွေမှာရောင်းချခဲ့ပါတယ်တနည်းအတွင်းမှာပဲဒေါ်လာတန်းနဲ့ချီရရှိခဲ့တယ်လို့လည်းဆိုကြပါတယ်ဒီတော့လည်းအလကားထိုင်နေမဲ့အစားသူတို့လိုမျိုးလေကိုပလင်းနဲ့ထည့်ပြီးတော့ဈေးကွက်ထဲမှာလိုက်ရောင်းကြည့်ကြပါလို့ကြံပေးချင်ပါတယ်နံပါတ်3အိုင်ယာလန်ကမြေကြီးကိုရောင်းခဲ့တယ်ခါကအမေရိကန်မှာနေတဲ့အိုင်ယာလန်ဘားတွေကဒူရီရဲ့ဇာတိမြေကိုအရန်လွှမ်းကြတယ်ဆိုပြီးလိုင်းပေါ်တင်ရေးခဲ့ပါတယ်ဒါကိုအခွင့်ကောင်းယူပြီး Pax Park ဆိုတဲ့လူတယောက်ကအိုင်ယာလန်ကမြေကြီးတွေကိုအိတ်ထဲထည့်ရောင်းခဲ့ပါတယ်မြေကြီးဆိုတာအလကားရတာပဲလို့ပြောစရာရှိပေမဲ့ဒီလူကတော့ဒါဟာစစ်မှန်တဲ့အိုင်ယာလန်မြေကြီးဖြစ်တယ်ဆိုပြီးအတိမတ်ပြလက်မှတ်တွေနဲ့စတင်ရောင်းချခဲ့ပါတယ်ဒါကိုအမေရိကန်မှာရှိတဲ့အိုင်ယာလန်လူမျိုးတွေကလည်းတစ်ခက်ပွဲတွေဇာပနာပွဲတွေအတွက်သူတို့ရဲ့မြေပေါ်မှာနင်းချင်လို့မြုပ်ချင်လို့ဆိုပြီးဝယ်ယူကြရာကနေဒေါ်လာတန်းပေါင်းများစွာရရှိပြီးသူကလည်းတန်းကျွေတဲ့ထိဖြစ်သွားခဲ့ပါတယ်ဒီတို့လည်းဒီတို့တကယ်ချင်းပဲဖြစ်ချစ်သူပဲဖြစ်ဖြစ်ဇာတိမြေကိုလွှမ်းနေဆိုပြီးဖွာပြောနေတာကိုတွေ့တယ်ဆိုရင်သူတို့ရဲ့ဇာတိမြေကမြေကြီးကိုအိတ်ထဲထည့်ရောင်းပေးလိုက်ကြပါလို့ကြံပေးချင်ပါတယ်ဟိုကျေးဇူးများတင်ပါတယ်ဒီဗီဒီယိုကနေပေးချင်တဲ့သင်ခန်းစာကတော့ idea ကောင်းရင်အရင်နည်းမရှိလဲတတိဖြစ်နိုင်တယ်ဆိုတာပါပဲအမိုက်ဆိုတာနေရာလွဲနေတဲ့ယတနာဆိုပြီးကဘာကျော်တိတ်ပံမြာရှင်တူဖြစ်တဲ့Buckminster Fuller ကပြောခဲ့ပါတယ်ဒီလိုလဲ idea ကောင်းရင်တတိဖြစ်နိုင်ပါတယ်လို့ပြောရင်ဒီဗီဒီယိုကိုဒီနေရာမှာပဲအဆုံးသတ်ချင်ပါတယ်အဆုံးထိကြည့်ပေးတဲ့လူတိုင်းကိုကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတွေတင်ရင်တီးရဖို့ကျွန်တော်ရဲ့ channel လေးကို subscribe နဲ့ like ထားဖို့ကျွန်တော်ပြောချင်ပါတယ် Facebook ကနေကြည့်နေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ page ကို follow လုပ်ထားဖို့ထပ်မံပြောချင်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးပဲ bye bye ပါ